ပြီလားဘာတွေ့ရမှာကြည့်တာနေသွေးပူလောက်ထားတာနေပါလားအောက်မှာသွေးပူဆိုတာကိုသွေးဓမ္မတွေခေါ်တာပြောတာဒီသွေးပူပြောတယ်မဟုတ်လားမျိုးဝင်းပိုက်တော့ကြလာပြီးဟုတ်ပြီဟာသွီးတောက်ကုန်ဆောက်ကုန်အကျူဒီတော့မှနေရာရောက်ပါလေမျိုးဝင်းပိုက်တော့ပြတော့မှနေရတယ်မျိုးဝင်းကတော့ဒီဟောပေါ့နော်ဘာလုံးလီလက်ပိတ်စင်ပေါ်မှာနည်းနည်းဝေးသွားတာလေနော်အခုတော့ပြန်တွေ့ပြီမျိုးဝင်းရဲ့လက်ရည်ကအရင်ကတော့တွေ့ဘူးရဲ့နော်လက်ဟောင်းပြတဲ့နေရာရဲ့ဝဲဖို့ကြည့်မယ်ခင်ဗျရှင်လေးလေးလက်မတိုင်းရှိတော်ဝေအောက်ကုန်နော်ရှိတော်ဝေကျွန်တော်ရာခံမှုဘုရားဘုရားကလည်းရှိတော်ဝေကြောက်9000ကျပ်စီရှင်းပြပါလေခင်ဗျာညနမစင်းနေနမလောက်lo bayဆေးရကျွန်တော်တို့ဆေးရကိုယ်တိုင်နဲ့ပေါင်းပြီးဆုံးခဲ့တဲ့ရကွဲပါလေနော်ကဲမျိုးဝင်းရတယ်မှာခေါ်အကြောင်းမို့ကျွန်တော်တို့ဒါမေးအောင်လည်းရနော်အုပ်စုခွဲစီမှာတော့နော်ကျွန်တော်တို့မျိုးဝင်းရကျွန်တော်တို့အကွဲထုတ်အနိုင်နဲ့နော်ကျွန်တော်တို့စီမီပိုင်နော်စီမီပိုင်ကိုတက်ရောက်သွားပါပြီခင်ဗျာကဲမျိုးဝင်းလက်ပွေပြပြီကြရွာသားအနေရောက်ရတဲ့မျိုးဝင်းရဲ့တိတ်ကြီးကိုနောက်စားမယ်ခင်ဗျာကဲမျိုးဝင်း